Hello အားလုံးပဲမင်္ဂလာပါခင်ဗျာဒီဗီဒီယိုလေးကငယ်ဘဝစိတ်တန်ရာတွေကို meditation လုပ်ရင်ကုစားနိုင်ဖို့အတွက် inner child healing meditation လုပ်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့10မိနစ်လောက်ကြာပါလိမ့်မယ်ဒီ10မိနစ်အတွင်းမှာမျက်လုံးလေးမှိတ်ပြီးတော့မှတရားထိုင်ရင်းနဲ့ကိုယ့်ရဲ့ငယ်ဘဝမှာရရှိခဲ့တဲ့စိတ်တန်ရာတွေကိုကုစားနိုင်သွားမှာဖြစ်ပါတယ်အဲ့တော့inner child trauma လို့ခေါ်တဲ့ငယ်ဘဝစိတ်ဒဏ်ရာတွေကိုအခုမှကြားဘူးတဲ့သူလည်းရှိကောင်းရှိပါလိမ့်မယ်အဲ့တော့ကျွန်တော်ကစိတ်ဒဏ်ရာဆိုတာဘာလဲငယ်ဘဝစိတ်ဒဏ်ရာဆိုတာဘာလဲဆိုတာကိုနည်းနည်းလေး10မိနစ်လောက်ပြောပြပေးချင်ပါတယ်ကျွန်တော်တို့အားလုံးမှာမတူညီတဲ့စိတ်ဒဏ်ရာတွေကိုစီရှိပါတယ်ကျွန်တော်တို့ရဲ့ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်လိုပဲကျွန်တော်တို့စိတ်ပိုင်းဆိုင်ရာခန္ဓာကိုယ်ကလည်းစိတ်ဒဏ်ရာတွေရဖို့အတွက်လွယ်ကူပါတယ်အဲ့တော့ကျွန်တော်တို့အားလုံးဒီဘဝဆိုတဲ့ခရီးလမ်းကြီးကိုရှောက်လန်းတဲ့အခါမှာအကြီးကြီးစိတ်ဒဏ်ရာတွေ big T လို့ခေါ်တဲ့စိတ်ဒဏ်ရာအကြီးကြီးတွေလည်းရနိုင်တယ်လို့ little T လို့ခေါ်တဲ့စိတ်ဒဏ်ရာသေးသေးလေးတွေလည်းရှိနိုင်ပါတယ်အဲ့တော့မတူညီတဲ့စိတ်ဒဏ်ရာတွေကကျွန်တော်တို့အားလုံးကိုဒီနေ့ဒီအချိန်ထိလွှမ်းမိုးမှုတွေရှိနိုင်ပါတယ်တချို့သောစိတ်ဒဏ်ရာတွေကလွှမ်းမိုးခြင်းမှာလွှမ်းမိုးမယ်တချို့သောစိတ်ဒဏ်ရာတွေကလွှမ်းမိုးနေတဲ့ PTSD လို့ခေါ်တဲ့ဟာမျိုးတွေလည်းဖြစ်နေနိုင်ပါတယ်အဲ့တော့ကျွန်တော်တို့အားလုံးဒီအခုဒီလက်ရှိပြစ္ဆုတ်ပံတက်တဲ့မှာတချို့သောအချိန်တွေမှာ emotion တွေများနေတာတချို့သောအချိန်တွေမှာစိတ်တရားနေလို့ထိုင်လို့အစင်မပြေဘဲနဲ့စိတ်ထဲမှာတမျိုးကြီးဖြစ်နေတာတနည်းအားဖြင့်စိတ်မကြမ်းမာနေတာဒီကျွန်တော်တို့ရဲ့ငယ်ဘဝစိတ်ဒဏ်ရာတွေမကုစားထားသေးလို့လည်းဖြစ်နိုင်ပါတယ်အဲ့တော့လူတစ်ယောက်ဒီကျွန်တော်တို့2နှစ်အရွယ်ကနေပြီးတော့9နှစ်9နှစ်လောက်အရွယ်အထိကတိတ်ကိုမှအရေးကြီးပါတယ်အဲ့ဒီအချိန်မှာ nervous system လို့ခေါ်တဲ့ကျွန်တော်တို့ရဲ့အာယုံကြောအဖွဲ့အစည်းတွေကစပြီးတော့မှအလုပ်တွေစလုပ်နေပြီကျွန်တော်တို့ရဲ့ memories တွေကျွန်တော်တို့ရဲ့ယုံကြည်မှုတွေကျွန်တော်တို့ရဲ့လောကကြီးအပေါ်မှာတင်ယူမှုတွေကစပြီးတော့မှလုပ်နေပြီဖြစ်ပါတယ်အဲ့ဒီအချိန်မှာရရှိခဲ့တဲ့ယုံကြည်မှုတွေတွေ့ကြုံခဲ့တဲ့အတွေ့အကြုံတွေပေါ်ကိုမူတည်ပြီးတော့မှကျွန်တော်တို့အားလုံးဒီလက်ရှိဘဝမှာ react လုပ်နေကြတယ်တုံ့ပြန်နေကြတာဖြစ်ပါတယ်အဲ့တော့ဥပမာအနေနဲ့ပိုပြီးနားလည်သွားအောင်ပြောပြရမယ်ဆိုရင်ငယ်ငယ်တုန်းကငွေကြေးနဲ့ပတ်သက်ပြီးတော့စိတ်ဒဏ်ရာရှိခဲ့တဲ့သူတစ်ယောက်ငွေကြေးကိုကြောက်ရွံ့ခဲ့တဲ့သူတစ်ယောက်ဟာအဲ့ဒီစိတ်ဒဏ်ရာကိုမကုစားဘဲနဲ့အရွယ်ရောက်လို့ငွေရှာတဲ့အခါမှာငွေကြေးပေါ်ကြောက်တဲ့စိတ်နဲ့ရှာတော့လက်ရှိပြစ္ဆုတ်ပံမှာ law of attraction ကငွေဟာလည်းအစင်မပြေတာတလို့သူ့ရဲ့စိတ်ထဲမှာလည်းငွေကြေးတွေဘလောက်ပဲဝင်လာပါစေပျော်မှာမဟုတ်ပါဘူး။ဘာကြောင့်လဲငငယ်တုန်းကစိတ်ဒဏ်ရာအရာငွေကိုကြောက်ခဲ့လို့ငွေနဲ့စိတ်ဒဏ်ရာရှိခဲ့လို့ဖြစ်ပါတယ်။အဲ့တော့အတိတ်ကစိတ်ဒဏ်ရာတွေဒီမကုစားတဲ့၍ကျွန်တော်တို့ရဲ့ပြစ္ဆုတ်ပံတက်တဲ့ကိုလည်းအကျိုးသက်ရောက်မှုရှိတယ်လို့ကျွန်တော်တို့ရဲ့အနာဂတ်ကိုလည်းအကျိုးသက်ရောက်မှုရှိပါတယ်ဒါအပြင်အချိန်တိုင်းကျွန်တော်တို့အားလုံးဒီအတိတ်မှာနေလိုက်ပြစ္ဆုတ်ပံကိုတွေးပူလိုက်ဆိုပြီးတော့ဖြစ်နေပါလိမ့်မယ်ဒါကြောင့်မလို့ပထမဦးဆုံးအနေနဲ့ healing စလုပ်တော့မယ်ဆိုရင်အလုတ်တင်ဆုံးဒီငယ်ဘဝစိတ်ဒဏ်ရာတွေဖြစ်ပါတယ်ကလေးတစ်ယောက်အနေနဲ့မဖြေရှင်းနိုင်ခဲ့တဲ့အရာတွေကိုကျွန်တော်တို့အားလုံးကစိတ်ဒဏ်ရာတစ်ခုအနေနဲ့ storage လုပ်ထားတာဖြစ်ပါတယ်ကျွန်တော်တို့ဒီနေ့အတူတူဒါတွေကို healing လုပ်သွားမှာဖြစ်ပါတယ်ဒီထိနားလည်ရဆိုရင်ကျွန်တော်တို့ healing လေးစတင်လိုက်ကြရအောင် inner child healing meditation လေးလုပ်ဖို့အတွက်တတောင်းတတာဖြစ်တဲ့နေရာလေးတစ်ခုမှာခြိုင်ပေးပါမျက်လုံးလေးကိုမှိတ်ပေးပါနာဒီဝနေရာကနေလေတွေကိုအာရပါရရှုသွင်းပေးပါပြီးတဲ့အခါဖြည်းဖြည်းချင်းစီရှုချုပ်ပေးပါနောက်တစ်ချိန်လေတွေကိုအာရပါရရှုသွင်းပေးပါပြီးတော့ဖြည်းဖြည်းချင်းစီရှုချုပ်ပေးပါအဲ့လိုနဲ့ကိုယ့်စိတ်နှလုံးသုံးပါလုံးဟာဟန်ချက်ညီသွားတာကိုသတိထားပေးပါ
and then relax ကိုယ့်ရဲ့ခန္ဓာကိုယ်ကြီးကိုအနားပေးလိုက်ပါစိတ်တွေကိုလည်းအနားပေးလိုက်ပါအများကြီးမတွေးပါနဲ့စိုးရိမ်စရာမလိုဘူးစိတ်ပူစရာမလိုဘူးပြစ္ဆုတ်ပံတက်မှာအရာရာတိုင်းဟာအဆင်ပြေနေပါတယ်ကိုယ့်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကို relax ကျွန်တော်တို့ရဲ့မေးရိုးတွေမျက်မှောင်ကြောတွေတင်းထားတဲ့အခါကျွန်တော်တို့ရဲ့ခါးတွေကိုဇွတ်ကြီးတင်းထားတဲ့အခါခန္ဓာကိုယ်တစ်ခုလုံးဟာလည်းတတ်တောင့်တတ်တာဖြစ်နေပါစေဒီတိုင်းလေးကျွန်တော်တို့ရှူသွင်းရှူထုတ်လေးပုံမှန်လေးလုပ်နေပါမယ်ကျွန်တော်တို့အားလုံးဟာစိတ်အာယုံဆိုတဲ့နေရာလေးကိုပုံဖော်လိုက်ပါမယ်ကျွန်တော်ရဲ့စိတ်အာယုံထဲမှာတိတ်ကိုလှပတဲ့လမ်းလေးတစ်ခုကိုကျွန်တော်တို့ဟာရှောက်လန်းနေပါတယ်ဒီလမ်းလေးဟာငြိမ်းချမ်းတယ်ဒီလမ်းလေးဟာကိုယ်နဲ့ရင်းနှီးတယ်လို့ခံစားရတယ်ဒီလမ်းလေးဟာကိုယ်အတွက်လုံခြုံမှုအပြည့်ရှိနေပါတယ်အဲ့ဒီလိုရှောက်ရင်နဲ့ဟိုးမနီးမဝေးနေရာတစ်ခုမှာထိုင်နေတဲ့ကလေးလေးတဦးကိုကျွန်တော်တို့အားလုံးဟာတတိပြုမိပါတယ်ဒီလိုတတိပြုမိတော့အဲ့ဒီကလေးလေးရှိကိုကျွန်တော်တို့စူးစမ်းလိုစိမ့်နဲ့ဖြည်းဖြည်းချင်းစီရှောက်သွားလိုက်ပါတယ်အဲ့ဒီကလေးလေးရှိကိုကျွန်တော်တို့သွားရင်နိကလာလေးကျွန်တော်တို့ရဲ့စိတ်တွေဟာပို့ပြီးတော့မှရှင်ခုန်လာလေးစိတ်တွေပို့ပြီးတော့မှလှုပ်ရှားလာလေးဖြစ်ပါတယ်and then အဲ့ဒီကလေးလေးကိုကျွန်တော်တို့နောက်ကျောလေးကနေတဆင့်သူကို hey ဆိုပြီးတော့မှလမ်းခေါ်လိုက်တဲ့အချိန်အဲ့ဒီကလေးလေးကကျွန်တော်တို့ဘက်ကိုလှည့်ကြည့်လာတယ်အဲ့ဒီကလေးလေးဟာကိုယ့်ရဲ့ငယ်ဘဝတုန်းကကိုယ်တိုင်ပဲဖြစ်ပါတယ် How are you feeling ဘယ်လိုခံစားရလဲအဲ့လိုနဲ့အဲ့ဒီကလေးလေးကိုကြည့်လိုက်ပါဦးသူအသက်ဘယ်လောက်ရှိနေပြီလဲသူဘာတွေဝတ်ထားလဲသူရဲ့ခံစားချက်တွေရရောဘယ်လိုရှိနေမယ်လို့ကိုခံစားရလဲဒီနေရာမှာမှားတယ်လည်းမရှိဘူးမှန်တယ်လည်းမရှိဘူးတတိထားပြီးတော့ကြည်ကြည်ပါဂယုဏစိတ်အပြည့်နဲ့တတိထားပြီးတော့ကြည်ကြည်ပါအဲ့လိုနဲ့အဲ့ဒီကလေးလေးရဲ့မျက်လုံးလေးနဲ့ကိုယ့်ရဲ့မျက်လုံးလေးကိုစိုက်ပြီးတော့မှကြည့်နေရင်အဲ့ဒီကလေးလေးကိုဖြည်းဖြည်းချင်းစီပွေ့ဖက်လိုက်ပါသူပြောလိုက်ပါကြောက်စရာမလိုဘူးငါရှိနေတယ်ကြောက်စရာမလိုဘူးငါမင်းရဲ့ခံစားချက်တွေအားလုံးကိုကြားနေရတယ်ကြောက်စရာမလိုဘူးငါမင်းကိုမြင်နေရတယ် I see you I hear you I am here with you now အဲ့လိုနဲ့ကိုယ့်ရဲ့ငယ်ဘဝတုန်းကကိုယ့်ရဲ့ကလေးလေးကိုကြည့်နေရင်နဲ့မှသူ့ကိုမေးလိုက်ပါနောက်ဘာတွေပြောချင်လဲပြောပါသူ့ကိုရင်ဖွင့်ခွင့်ပေးလိုက်ပါသူ့ကိုဝမ်းနည်းခွင့်ပေးလိုက်ပါသူပြောချင်တာတွေကိုအခုအရွယ်ရောက်ပြီးသားကိုအပြည့်အဝ
ပြောပိုင်ခွင့်ပြုလိုက်ပါမဝေဖန်ပါနဲ့နားထောင်ပေးပါ yes ညလုံးလေးစိုက်ကြည့်ပြီးတော့မှကိုယ့်ရဲ့ inner child လေးကိုမေးပေးပါ please ဘာပြောချင်လဲဝမ်းနေလာရင်ဝမ်းနေခွင့်ပြုလိုက်ပါခံစားချက်တွေမကောင်းဖြစ်လာရင်မကောင်းတဲ့ခံစားချက်တွေကို please ဖြစ်ခွင့်ပြုလိုက်ပါခံစားချက်တွေဟာအတိတ်ပဲရှိပါတယ်ခံစားချက်တွေဆိုတာသိမ်းထားဖို့မဟုတ်ပါဘူးအဲ့လိုနဲ့ကိုရဲ့ငယ်ဘဝတုန်းကကိုအားရပါရဖတ်ပြီးတော့သူ့ကိုချက်ပြောပါမင်းအမားတွေအများကြီးမလုပ်ခဲ့ပါဘူးမင်းခုချိန်ကနေစပြီးတော့မှတယောက်ချင်းမဟုတ်တော့ပါဘူးမင်းကငါအပြေးအဝချစ်ပေးပါမယ် yes သူကိုအားရပါရဖတ်လိုက်ပါကိုရဲ့ inner child လေးကအခုချိန်မှာအပြေးအဝသူ့ကိုလက်ခံနေဆိုရဲခံစားချက်သူ့ကိုကာကွယ်ပေးထားတယ်ဆိုရဲခံစားချက်သူ့ကိုတန်ဖိုးထားတယ်ဆိုတဲ့ခံစားချက်လေးရသွားပါစေအဲ့လိုနဲ့ဒီလိုဖတ်ရင်နဲ့ကိုယ့်ရဲ့ inner child လေးဟာကိုယ့်ရဲ့ရင်ညိုယိုတက်တက်ဖြစ်တဲ့နှလုံးသား chakra နေရာလေးကိုဝင်ရောက်သွားပါတယ်။အဲ့ဒါအခုချိန်ကနေစပြီးတော့မိမိကိုယ်တိုင်ဟာမတူညီတဲ့ energy တွေနဲ့ပြေဝသွားပြီ။အဲ့ဒါကိုယ့်ရဲ့အိမ်ဆိုတဲ့နေရာလေးကိုကိုဟာပြန်လာခဲ့ပြီ။အရင်တုန်းကချစ်ခံရဖို့အချီးကျူးခံရဖို့လက်ခံဖို့ကိုအခြားသူတွေရှိကနေလိုက်ရှာနေမိတယ်။အခုဒီຢာတွေအားလုံးကိုမိမိဟာမိမိကိုယ်တိုင်ကနေပဲရှာဖွေတော့မယ်။အခုချိန်ကနေစပြီးတော့ကိုယ့်ရဲ့ရင်ဘတ်ပေါ်လက်လေးတင်လိုက်ပါ။ငါကိုငါပဲရွေးချယ်သွားမယ်။ငါကိုငါကျင်နာနာစကားပြောမယ်။ငါကိုငါအပြေးအဝချစ်သွားမယ်ငါအတွက်ငါရှင်သန်သွားမယ်ငါအတွက်အရာအလုံးကိုလှုပ်ဆောင်သွားမယ်အခုချိန်မှာကိုယ်တိုင်က wholeness လို့ခေါ်တဲ့ခံစားချက်လေးခံစားနေရတာကိုယ့်ရဲ့ခံစားချက်လေးက heart center တက်တဲ့မှာရင်ညို့ရိုးတက်တဲ့မှာ feeling one feeling motivatedအားအင်းနဲ့ပြေဝနေတာကိုခံစားကြည့်ပါ yes this is you yes you are healing now yes you did it အဲ့လိုနဲ့ရှူသွင်းရှူချောင်းလုပ်နေတဲ့နေရာလေးကိုကိုယ့်ရဲ့ခံစားချက်တွေပြန်ပြီးတော့တည်လိုက်ပါရှူသွင်းရှူချောင်းလေးပုံမှန်လုပ်နေပါကိုယ့်ရဲ့ခန္ဓာကိုယ်ကို relax လုပ်ပါအဲ့လိုနဲ့ကိုယ့်ရဲ့လက်လေးတွေခြေချောင်းလေးတွေရဲ့ခံစားချက်လေးကိုအတိမတ်ပြုပါအစင်သင်ဖြစ်ပြီဆိုရင်မျက်လုံးလေးတွေဖြည်းဖြည်းချင်းစီပြန်ဖွင့်လို့ရပါပြီလေကိုအားရပါရရှူသွင်းပါဟူးအားရပါရရှူထုတ်လိုက်ပါ yes အားရပါရပြုံးလိုက်ပါဦးကျွန်တော်တို့တွေ inner child healing လုပ်နိုင်ခဲ့ပါပြီမမေ့ပါနဲ့ကျွန်တော်တို့အားလုံးရဲ့ inner child လေးတွေနော်ကျွန်တော်ငယ်ငယ်တုန်းကယုံကြည်မှုတွေငယ်ငယ်တုန်းကခံစားချက်တွေကကျွန်တော်တို့ရဲ့အတွင်းထဲမှာ
ရှိနေတာဖြစ်ပါတယ်အခုချိန်ဟာကျွန်တော်တို့ရဲ့ inner child လေးတွေကိုကျွန်တော်တို့ဒီ reparenting မိဘပြန်လို့ရမယ်အချိန်သူတို့ရဲ့ယုံကြည်မှုအဟောင်းတွေသူတို့ရဲ့ပိတ်ဆို့နေတဲ့ energy တွေကိုကျွန်တော်တို့အားလုံးကကလေးလေးတယောက်ထိန်းချောင်းတယ်လို့ပြန်လည်ပြုပြင်ရမယ်အချိန်ဖြစ်ပါတယ်ဒီ meditation လေးကိုလေကိုယ့်ရဲ့ဘဝမှာ trigger တွေအများများနေတယ်အတိတ်ကခံစားချက်တွေအယမ်းဖြစ်နေတယ်ဆိုရင်ခဏပြန်လုပ်လို့ရပါတယ်အဲ့တော့ဒီ meditation လေးကိုလုပ်ရင်းနဲ့ကျွန်တော်ပြောတာတွေကိုသဘောကျတယ်ကျွန်တော်နဲ့ပို့ပြီးတော့မှကြည့်တွေ့ခြင်းနဲ့ဆိုရင်ကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လုပ်ပေးခဲ့ပါဦးအခြားသူတွေအများကြီးရှိကိုဒီဗီဒီယိုလေးရောက်ဖို့အတွက် comment လေးတွေမှတ်ပြီးတော့ကူညီပေးပါဦး meditation လေးလုပ်ပြီးတော့ဘာလေးများခံစားရလဲ comment လေးမှတ်ပေးခဲ့ပါဦးကျွန်တော်က Facebook TikTok YouTube အားလုံးမှာရှိပါတယ်ဒီထက်ပိုပြီးတွေ့ကျင်နေဆိုရင် description မှာပေးထားမယ့် Telegram channel လေးကိုလည်းဝင်ပေးထားလို့ရပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်အားလုံးပဲ inner child လေးနဲ့အတူပျော်ရွှင်သောဘဝမိမိအတွက်မိမိရပ်တည်သောဘဝတွေကိုပိုင်ဆိုင်ကြပါစေအချိန်တိုင်းပျော်ပြီးတော့မှအချိန်တိုင်းတက်ကြွတဲ့ဘန်းလေးတစ်ပွင့်လိုလှပတဲ့သူတွေဖြစ်ကြပါစေလို့ဆုတောင်းပေးပါတယ်အားလုံးကိုကျေးဇူးများကြီး